ုန်းကြီးတို့တခါတလေကြတော့စိတ်မကောင်းဘူးစိတ်မကောင်းဘူးဆိုတာဘာလဲဆိုသူတို့လှူလိုက်တဲ့ဓမ္မပူဇာလေးတွေကြည့်လိုက်လို့ရှင်ရှင်ရသားတွေရဲ့ခါးကြားကထွက်လာတဲ့အနွမ်းလေးတွေတွေ့ရဒါလေးတွေကတော့သူကမြတရားနာခြင်းရှာနိုးလို့ပိုက်ဆံပေးနာရတဲ့အဓိပ္ပာယ်မျိုးဖြစ်နေတယ်ဒါမှဖြစ်တဲ့မို့ဓမ္မပူဇာလှူတဲ့လူကလှူခြင်းလှူမလှူခြင်းနေဘုန်းကြီးဆိုတာတရားပွဲလာဟောမှာပဲဓမ္မပူဇာရခြင်းတို့တရားပွဲဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဒီလိုသာဖြစ်ဓမ္မပူဇာရလို့တရားပွဲဟောတရားဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဓမ္မပူဇာရတယ်ဆိုတာလူတဲ့လူတဲ့ကုသိုလ်ပဲသူကလည်းတရားကိုပူဇော်တာဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒါကိုမမျှော်ကိုးရအောင်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အယောင်းဝယ်တကူဖြစ်လာနိုင်ဟုတ်ဒါမရှိကြဘူးဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးတကယ်ရှိတာနယ်ဘက်မှာတရားပွဲတစ်ပွဲမှာနာမည်ကျော်ဆရာတော်ကြီးတစ်ပါးဘွဲတော်ထုတ်မပြောတော့ဘုန်းကြီးတို့ကလည်းလူစုံတော့ကြားရတဲ့ပေါ့ဒါမျိုးတရားပွဲမှာတရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ်တရားပွဲစီစဉ်တဲ့ပုဂ္ဂိုလ်တွေကခဏနေပါအောင်ခဏနေပါအောင်စင်ဟင်းရှင်းလို့မပြီးသေးလို့အဲ့ဒါဘာလို့ဆိုရင်ဓမ္မပူဇာတဲ့ကငွေကိုအတန်ချက်ဆက်ငှားကားကဘလောက်ဖြာငှားကားကဘလောက်မီးငှားကားကဘလောက်ဆက်ငှားကားကဘလောက်ဆိုတာအဲ့ဒီစင်ဟင်းရှင်းတာမပြီးသေးလို့ဓမ္မပူဇာကိုမလှူနိုင်သေးဘူးဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူးဗမာပြည်မှာဒီလိုဖြစ်နေတာတွေရှိတယ်အဲ့ဒါမျိုးတော့မဖြစ်သင့်ဘူးအဲ့ဒါလို့မဖြစ်သင့်ဘူးဒါကြောင့်မလို့တရားဝဲတွေမှာခိဝါကနေပိတ်ပြီးတော့အလှခံတာဟာမမှန်ကန်ဘူးလို့ခွန်ကြီးတို့ကတော့ခံစားဘာဖြစ်လို့မမှန်ကန်လို့ဆိုတရားနာခြင်းလို့နာရတဲ့ပုဂ္ဂိုလ်ကအလှခံဘုံထဲမှာအလှခံမထည့်ခဲ့ရလို့ရှိရင်အလှခံတဲ့လူကလည်းအဲ့နာမှာရှိသေးတယ်အဲ့တော့တရားအလှခံတရားလှူတဲ့ဒီဝေဗလာတဲ့ကိုပတ်စံလေးမထည့်ပဲနဲ့ဝင်သွားရမှသူ့ဖို့မှာရှက်ကောင်းရှက်ပေလေဒါမျိုးကမဖြစ်သင့်ဘူးတရားနာတယ်ဆိုတာအခမဲ့ပဲနာတဲ့နဲ့တရားတရားပေါလို့လှူတာကိုသာလက်ခံတဲ့လှူအောင်တော့အတောင်းခံတယ်မို့ပေါ့ဘုန်းကြီးတို့တော့အဲ့ဒါကိုလုံးဝမနှစ်သက်ဘူးအဲ့ဒီကိစ္စတွေဘုန်းကြီးတို့နာမည်သုံးပြီးတော့အလှခံတယ်ဆိုတာတွေလည်းကြားတယ်ဆရာတော်ကြီးကကျမ်းမာရေးမကောင်းဘူးအမှန်တမ်းဝမ်းလဲဆရာတွေပြောကြလူတနာလောက်အောင်ဒါတောင်းတန်တဲ့တူတူပဲဒါတရောင်းစားအဆင့်ရောက်သွားအဲ့ဒါလို့မဖြစ်ပင်ဟိုလွန်ခဲ့တဲ့တစ်နှစ်ကဘုန်းကြီးကစင်ကာပူသွားတာဆေးကုသွားတာမဟုတ်ဘူးသူတို့ကဆေးကုသွားတဲ့ထင်စင်ကာပူကနေပြီးတော့အဘိဓမ္မာသင်တန်းပို့ချဖို့ရပင့်တယ်နှစ်စဉ်ပင့်တာအဘိဓမ္မာသင်တန်းသွားပို့ချပင့်တာကိုစင်ကာပူဆေးကုသွားမှဆေးဘူးဝါကလှူကြပါအောင်လို့အဲ့ဒီလူတွေကသူတို့သဘောနဲ့သူတို့လှူခန္ဓာမျိုးခွန်ကြီးတို့ကနောက်ကျပြန်ကြားတယ်ပေါ့အာဆေးဘူးဝါကမှမလို့ဘုန်းကြီးဆိုတာဘယ်နေရာရောက်စင်ကာပူရောက်တဲ့အခါစင်ကာပူတရားဓမ္မတွေရှိသူတို့ပဲခုပေးတကယ်လဲဆေးကုသွားတာမဟုတ်ဘူးအဲ့ဒီလိုမျိုးတွေပြောတာတွေကတော့လုံးဝမကောင်းတဲ့အပြောဆိုမျိုးတွေတဲ့ဘုန်းကြီးတို့လည်းတိတ်ခါကြအဲ့ဒါမျိုးကလုံးဝမပြောသင့်ဘူးဒါတတိထားစရာကိုပြောပြတကယ်လဲကြုံတွေ့ခဲ့တဲ့ကိစ္စတွေပြောပြ